ကျွန်တော်ဒီနေ့ recap လုပ်ပေးမယ့်အပိုင်းလေးကတော့နောက်ကျောင်းသားလေးရဲ့နယ်ဖျားမှတ်တမ်းအပိုင်း61ဖြစ်ပါတယ်ရှင်းရှင်းကအရှင်းမှုကိုအဲ့ဒီနယ်တကုရှင်73ယောက်ကိုတတ်ဖို့လာလို့မေးလိုက်ပါတယ်ရှင်းမှုကသူတို့တွေကမနန်သုံးပြီးတက်ခဲ့ရတာဒါကြောင့်ငါတို့ကနီးကတ်တက်ခဲ့ရင်ဒါငါတို့ခွင့်ရေးပဲလို့ပြောလိုက်ပါတယ်ရင်းချက်ဆိုတာခရင်ကိုပြောတာပါခရင်ကငါတို့ငရဲမသွားရင်ဘယ်လိုသွားမလဲလို့လုံနေလို့ဆရာတို့အမရွက်ကခေါင်းကိုပိတ်ရိုက်လိုက်ပါတယ်ငကားချီနေနဲ့မိခွေးမတွေကဟန်ဆောင်ပြီးဝင်သွားခဲ့ပါတယ်နောက်ကလူတွေကအစပြီးဝင်တက်ခဲ့ပါတော့တယ်တက်ခဲ့ရအကြည့်ကောင်းလို့ recap လုပ်တော့ခဏလောက်ရေးလိုက်ပါဦးနောက်ဆုံးမှာတော့နိုင်ရတော့ခဲ့ပါပြီခဲတန်ကြလို့ကရုံးကသူတို့စစ်ကူတွေရောက်လာပြီလားလို့မေးလိုက်ပါတယ်ရှင်းမှုကမဟုတ်ဘူးအဲ့ဒါတပုံတက်တွေလို့ပြောလိုက်ပါတယ်ရှင်းမှုတို့ကအဝိုင်းခံထားလို့နောက်တကိုးရှင်ဝစားတွေလဲပြီးဟန်ဆောင်ပြီးနေလိုက်ပါတယ်ချောင်းရင်စစ်သူကြီးကဒုတိယနှစ်ဆုပ်ကိုမပစ်နိုင်လို့ရှင်းမှုတို့ကိုဒီနေရာမှာတင်တက်မယ်လို့ပြောနေလို့ရှင်းမှုကကျွန်တော်တို့နှစ်ဆုပ်နှစ်ဖျားကိုပစ်နိုင်သေးတယ်လို့ပြောလိုက်ပါတယ်ရှင်းမှုတို့အဖွဲ့ကိုနှစ်ဆုပ်နှစ်ဖျားပင်ဖို့စစ်သူကြီးလုံးကအထံပေါ်မြို့ကိုခေါ်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ရန်ခမ်းမင်းဆရာကစစ်သူကြီးရွမ်းကိုကြားဖြူတက်ကိုအုပ်ချုပ်စေပြီးစစ်ကူတောက်ခိုင်းခဲ့ပါတယ်စစ်ကူကရောက်ရှိလာခဲ့ပါပြီရန်ရှုကအကိုရောက်လာပြီလို့ပြောလိုက်ပါတယ်ရှင်းမှုကသူပေါ်ဆက်ထားတဲ့မေးစေးအမွှေးနဲ့တာစိတ်နဲ့အဖြေစေးကိုသူ့ရဲ့ဖွဲ့သားတွေကိုပေးလိုက်ပါတယ်ရှင်းမှုကအမှန်တန်စားယူပြီးသူ့လှုပ်ရှားမှုအတိုင်းလိုက်လို့ဖို့သူ့ရဲ့ဖွဲ့သားတွေကိုလှမ်းပြောလိုက်ပါတယ်